အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာရက်ကွက် channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့မန်းလေးကုံဆောင်ကြော်ကြီးဟာအခုအချိန်မှာမြမကုံဆောင်ကြော်ကြီးဖြစ်နေပြီဆိုတာပါပဲမန်းလေး M2K ကလပ်ကကျော်စွာဝင်းဟာဆိုရင်လူချစ်လူခင်ပေါ်များလာတဲ့ကောင်လေးတစ်ယောက်ပါငယ်စဉ်ကလေးဘဝတည်းကလက်ဝိတ်လောကတဲ့ဖခင်ဖြစ်သူနဲ့အတူကျင်လည်ခဲ့သူဖြစ်ပြီးတကယ်ပဲအောက်သက်ကြီးတဲ့ကစားသမားတဦးလည်းဖြစ်ပါလေလူငယ်လက်တဲ့ကျော်စွာဝင်းဟာတက်လုံးတက်ကွက်ဇုံလင်းသူတဦးဖြစ်ပြီးတော့နှိမ့်ချရိုချိုးတတ်သူတဦးဖြစ်လို့လူအများချစ်ခင်ခြင်းကိုရရှိခဲ့သူလည်းဖြစ်ပါတယ်မန်းလေးမျိုးလက်ဝိတ်သမားအများစုပေါ်ထွက်ရာစိန်မန်းဇာတိဖြစ်ပြီးတော့ပွဲကစားရာမှာလဲမင်းမလဲငါလဲဆိုတဲ့ဆောင်းပုတ်နဲ့အညီကစားတတ်သူတဦးဖြစ်ပါတယ်ဝိတ်တန်းတူရင်လူမရွေးဘူးဆိုတဲ့ဒီမောင်ဟာတပြေညိုတို့ချန်ပီယံထွန်းထွန်းမင်းတို့လိုသူ့ရဲ့နှစ်စာနီးပါးရှိတဲ့ကစားသမားကြီးများရဲ့စမ်းသက်ခန်းတွေကိုလည်းအောင်မြင်စွာကြော်ဖြတ်ခဲ့ပြီးပါပြီ။တပြေညိုနဲ့ဆိုရင်ဘားတပြန်ကြားတပြန်တရေရလက်ကိုပိုင်နိုင်အောင်စော်ကစားခဲ့ပြီးထွန်းထွန်းမင်းနဲ့ပွဲမှာဆိုရင်လည်းထွန်းထွန်းမင်းရဲ့အမဲဖြတ်မှုကနေပါးနက်ကျင်လေစွာတရေရလက်ကိုရယူစော်ကစားခဲ့သူတဦးဖြစ်ပါတယ်။ဝိတ်တန်းကွာနေတဲ့သူတွေကိုကြက်ပါကြက်မိုက်နှစ်ကန်ခွဲပြီးလက်ဝိရတာကိုအပီပြင်ဖော်ပြနိုင်ခဲ့သူဖြစ်ပါတယ်။အခုလက်ရှိမှာတော့ကျော်စွာဝင်းဟာထိုင်းနိုင်ငံမွေထိုင်းလက်ဝိကလပ်တစ်ခုဖြစ်တဲ့ Stan Fairtech ကလပ်မှာ training ဆင်းနေခဲ့ပြီး One Championship ရဲ့မွေထိုင်းပွဲစဉ်တွေမှာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ရောက်စားကားနဲ့မတူတော့ပဲခန္ဓာကိုယ်ပုံမူချစ်လက်လာပြီးသူ့ရဲ့ဘေးမှာလဲ Y2K နဲ့ Stan Fairtech တို့ကိုယ်တိုင်လေ့ကျင့်ပေးနေတာပဲဖြစ်ပါတယ်။ကျော်ကြီးဟာအလားလာကောင်းရှိတဲ့ fighter တဦးဖြစ်တာကြောင့်ကလပ်တစ်ခုလုံးရဲ့ဝိုင်းဝန်းချစ်ခင်ခြင်းကိုခံနေရပြီးသူ့ရဲ့ training နေ့ရက်တွေကိုလက်ရှိအချိန်ထိအဆင်ပြေပြေနဲ့ပဲအေးချမ်းချမ်းဖြတ်သန်းနေပါတယ်။ကျော်စွာဝင်းတယောက် One Championship မွေထိုင်းချန်ပီယံဖြစ်လာဖို့ဆုတောင်းရင်ဗီဒီယိုလေးကိုဒီမှာပဲရပ်နာခွင့်ပြုပါခင်ဗျာ။ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။